Elish ဟာအမေရိကကိုရောက်သွားတော့ Miss Kyo အုပ်ချုပ်တဲ့ Ireland မိန်းကလေးတွေနေထိုင်တဲ့အဆောင်မှာစတင်နေထိုင်ခဲ့ပါတယ်။အဆောင်မှာတော့ Diana, Patty နဲ့ Sheila အစရှိတဲ့မိန်းကလေးနဲ့ခင်မင်သွားခဲ့ပြီးသူတို့ကတော့အချင်းချင်းစားနိုင်ရတာကိုသဘောကျတဲ့သူတွေပါ။အဲဒီနောက်မှာတော့ Elish ကအယောင်စီးဖြစ်စတင်အလုပ်လုပ်ခဲ့ပြီးလော်ဖော်ကိုင်ပတ်တွေနဲ့စကားသိမ့်မပြောပဲအလုပ်ထဲမှာပဲအာရုံစိုက်နေခဲ့ပါတယ်။ပြီးတော့သူမက Brooklyn ကဘောအသစ်နဲ့အသားမကျသေးတာကြောင့်မန်နေဂျာဖြစ်သူကသူမကိုဖောက်တယ်ရဲ့ဆက်ဆံရမှာပိုကောင်းလာအတော်လေးတင်ပေးခဲ့ရပါတယ်။ Elish ကတော့အိမ်ကအမေနဲ့အမဖြစ်သူပဲတတိယနေခဲ့တာပါ။တနေ့ထမင်းစပွဲမှာ Miss Kyo က Elish စီကိုအိမ်ကစာရောက်နေတယ်လို့ပြောလိုက်တာကြောင့်အယံဝမ်းသာသွားခဲ့ပါတယ်။စာထဲမှာ Rose က Elish ကဒီအချိန်မရီကမှဒီစာကိုဖတ်နေမယ်ဆိုတော့မယုံနိုင်အောင်ဖြစ်ရကြောင်းနဲ့ပြန်ဆောင်စိတ်ရှိရှိနဲ့မျောနေမယ်ဆိုတော့ရေးထားတာပါ။ဒီစာကိုဖတ်ပြီးတဲ့နောက် Elish ကအိမ်ကိုပို့ပြီးတတိယလာခဲ့ကအလုံးမှာပါအာရုံမရပဲစိတ်တက်တီကြလာခဲ့ပါတယ်။မန်နေဂျာကတော့ Elish ရဲ့ရုပ်ပြစင်ပြဖြစ်နေတာကိုသတိပြုမိပြီးစိတ်သက်သာရအောင် Father Flood ကိုခေါ်ပြီးခဲ့ပါတယ်။ Father ကတော့ Elish ဟာအခုလိုအိမ်လွမ်းနေလိမ့်မယ်လို့မထင်မိတဲ့အတွက်တောင်းပန်ခဲ့ပြီးသူမအတွက် college တက်ဖို့စီစဉ်ပေးထားကြောင်းနဲ့ပထမစာသင်နှစ်အတွက်လည်းတင်နန်းကြီးကိုပေးထားပြီးဖြစ်ကြောင်းသတင်းကောင်းပြောပြခဲ့ပါတယ်။အခုလိုအိမ်လန်းနေချိန်မှာမိသားစုလိုနှွေးထွေးမှုပေးနိုင်တဲ့ Father နဲ့စကားပြောလိုက်ရကြောင်း Elish ဟာစိတ်သက်သာရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Father စီစဉ်ပေးထားတဲ့စီးနိုင်ဘာသာရက်ကိုစတင်တက်ရောက်ခဲ့ပြီးသူမဟာစူးစမ်းသင်ယူနေခဲ့ပါတယ်။ Christmas ရောက်တော့ Father ရဲ့တက်ကြီးရွယ်တွေအတွက် Christmas နေ့လည်စာစားပွဲမှာစေနာဝန်ထမ်းဖြစ်သွားကူပေးခဲ့လို့ Miss Kyo ရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။အဲ့ဒီပွဲမှာအဖိုးတယောက်ကတချင်းတစ်ပုဒ်ကိုဆိုပြခဲ့ရကြောင်းသူမအိမ်ကိုပို့ပြီးတတိယသွားခဲ့ပါတယ်။အဆောင်ပြေရောက်တော့ Miss Kyo ကသူမကိုတီးတန်းခေါ်ပြီးစကားပြောခဲ့ပါတယ်။အဆောင်သူတယောက်ထွက်သွားပြီးဖြစ်ကြောင်းနဲ့အဲ့ဒီအခန်းကအပြင်ကိုတိုက်ရိုက်ထွက်လို့ရတဲ့ကိုပိုင်တကားပါတဲ့အဆောင်ရဲ့အကောင့်ဆိုအခန်းဖြစ်ပြီး Miss Kyo ဟာအသိဉာဏ်ရှိတဲ့မိန်းကလေးကိုပဲပေးမိစေချင်တာပါ။ဒါကြောင့်သူမက Elish ထက်လိမ်မောင်ပါနဲ့သူမရှိဘူးလို့ယူဆပြီးအဲ့အခန်းကိုသူမကိုပေးလိုက်တဲ့အပြင်ဘုန်းကြီးကျောင်းမှာတော့ကူပေးခဲ့တာကိုလည်းထပ်မံချီးကျူးခဲ့ပါတယ်။နောက်တရက်မှာတော့အဆောင်သူသစ် Dolores ရောက်လာကြောင်း Miss Kyo က Diana နဲ့ Patty တို့သူမကိုကပွဲခေါ်သွားဖို့ပြောပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကမခေါ်ကြတာကြောင့်ဒီဘက်ကပွဲမသွားပြဘူးလို့ညင်းလိုက်ကြပါတယ်။ဒါနဲ့ပဲ Miss Kyo က Elish ကိုခေါ်သွားပြီးဖို့မြစ်တာရက်ခံတာကြောင့်သူမကလည်းလက်ခံလိုက်ရပါတယ်။ကောင်ပွဲရောက်တော့လူအများကြီးမရှိသေးတာကြောင့် Dolores ကယောက်ျားလေးထပ်လာအောင်မလားဆိုပြီးမျှော်နေခဲ့ပါတယ်။အဲဒီအချိန်မှာမလာဘူးလို့လိန်ထားတဲ့ Diana နဲ့ Patty တို့ရောက်လာကြောင်း Dolores ကစိတ်တူသွားခဲ့ပါတယ်။ Elish ကလည်း Dolores နဲ့ပြင်းစရာကောင်းအချိန်ကုန်နေရမို့ Diana တို့စီသွားလိုက်တဲ့အခါသူမတို့က Elish ကို make up အနေငယ်ပြင်ပေးကြပါတယ်။ဒါနဲ့ပဲမကြခင်မှာ Elish နဲ့တွေ့ကဖို့ကောင်းလေးတယောက်ရောက်လာခဲ့ပေမဲ့သူမနဲ့ကရတာပြင်းလာတဲ့ဟန်နဲ့ထွက်သွားခဲ့တာမို့သူမအနေငယ်အိုတိုအန်တန်ဖြစ်သွားရပါတယ်။ဒါပေမဲ့ကန်ကောင်းကျင်တော့တိုနီဆိုတဲ့ရုပ်ဖြောင်မြောင်ကောင်းလေးတယောက်ရောက်လာပြီးသူမကိုကဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Elish လည်းဝန်သားအရာလက်ခံလိုက်ပါတယ်။ကပြီးတဲ့အခါမှာတော့တိုနီကသူမကိုအိမ်ထိအတူတူပြန်လိုက်ပို့ပေးခြင်းတယ်လို့ပြောတော့ Dolores နဲ့ထပ်ပြီးအချိန်မကုန်ညတော့အချောင်းသူမကလည်းတိုနီနဲ့ပြန်ဖို့အလိုက်တဲ့လေးသဘောတူလိုက်ပါတယ်။အိမ်ပြန်လာမှတိုနီကသူကအိုင်ယာလန်လူမျိုးမဟုတ်ဘဲအီလီလူမျိုးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူကအိုင်ယာလန်မိန်းကလေးတွေအလှပေါသဘောကျလို့ဒီကဝဲတွေကိုလာတာဖြစ်ကြောင်း Elish ကိုပုံမှန်လင်းလင်းပဲပြောပြခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။နောက်တစ်ပတ်မှာနေ့လည်စာအတူတူစားဖို့ဖိတ်ခေါ်လိုက်တာကြောင့် Elish တယောက်သဘောတူလိုက်ပါတယ်။သူတို့တွေ့ပြကြတော့တိုနီကသူကပိုက်တင်သမားတယောက်ဖြစ်ကြောင်းပြောပြပြီးElish ကလည်းသူမကကောလိပ်မှာစီးရင်လိုက်ပညာရေးတည်ယူနေကြောင်းပြောပြခဲ့ပါတယ်။ညစာစားနေတဲ့ရှောင်းလုံးမှာ Elish ကမီးရမနောင်စကားတွေအများကြီးပြောနေခဲ့ပြီးတိုနီကလည်းသဘောတကျနားထောင်ပေးခဲ့ပါတယ်။အဆောင်ထမင်းစပွဲမှာတော့ Diana နဲ့ Patty တို့က Elish မှာကောင်းလေးရနေပြီးဘသူမှထုံပြုံးဆိုပြီးစားနောင်နေကြပါတယ်။ဒါပေမဲ့ Miss Kyo က Elish ဘက်ကနေမမမမရက်တီးပေးခဲ့ပါတယ်။သူမကိုယ်တိုင်တိုနီနဲ့တွေ့ဘူးကြောင်းနဲ့တိုနီကအရန်ကောင်းတဲ့လူငယ်တစ်ယောက်ဖြစ်ကြောင်းကာဝယ်ပြောဆိုပေးခဲ့ပါတယ်။တိုနီက Elish ရဲ့ကောလိပ်အပြည့်မှာဆောင်ပြီးအိမ်ထိအတူတူပြန်လိုက်ပို့လိရှိပါတယ်။တွေ့ခဲ့ကြတာနည်းနည်းပဲရှိသေးပေမဲ့တိုနီက Elish ကိုမိသားစုနဲ့မိတ်ဆက်ပေးခြင်းနဲ့လို့ပြောလာပါတယ်။ Elish ကလည်းဝါနာရသဘောတူခဲ့ပြီးတိုနီအိမ်မှာအီတလီအစားအစာကျွေးမဲ့အကြောင်းကြတော့ပိုလို့တော့စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဒါလည်းမကသေးပဲသူတို့ကရုပ်ရှင်အတူတူကြည့်ဖို့လည်းကတိပြုခဲ့ကြပါတယ်။ဒီလိုနဲ့ Elish ကအလုံးမှလည်းပို့ပြီးတက်ကြွရွှင်လန်းလာခဲ့ပါတယ်။မန်နေဂျာကဒီလိုရုပ်တရက်ပြောင်းလဲသွားတာကိုမေးတော့ Elish ကအီတလီကောင်လေးတယောက်နဲ့တွဲနေလို့ပါဆိုပြီးပြန်ပြောပြခဲ့ပါတယ်။မန်နေဂျာကလည်းအီတလီကောင်လေးရဲ့ဇာတ်ရိုက်လက္ခဏာကိုပြပြရင်တိုနီဟာသူ့ရဲ့အမေအကြောင်းထားမှာမဟုတ်ဘေ့စ်ဘောအကြောင်းတွေပဲချိန်လုံးပြောလို့မရှိဘူးဆိုရင်ဒါဟာအီဂျီယောက်ျားကောင်တယောက်ရဲ့လက္ခဏာပဲမို့တိုနီကိုလက်တော့မခံဖို့အကြံပေးခဲ့ပါတယ်။ဒါအနာနဲ့ဖက်ဒီတို့ကလည်းတိုနီမိသားစုရှိမှအမှားမလုပ်မိဖို့အီတလီအစားအစာဘလို့စားရမလဲဆိုတော့တေချာသိမိကြပါတယ်။ Elish ကအမေရိကမှာတိုနီနဲ့အတူဘဝကိုပျော်ပျော်ရွှင်ရွှင်
ဝုံလွန်နေရပြီဖြစ်ကြောင်းအမားဖြစ်သူစီစာရေးလိုက်ပါတယ်။သူမရဲ့ဘဝတစ်ဝက်ကအယလန်မှာကြံခဲ့ပြီလို့ထင်ခဲ့ပေမဲ့တိုနီကြောင့်အခုတော့တစ်ဝက်ကအမေရိကမှာရောက်နေပြီလို့လည်းရေးသားခဲ့ပါတယ်။တိုနီကအဲလစ်ကိုအိမ်မှာညစာဖိတ်ကျွေးခဲ့ပြီးအိမ်ပြန်လာမှတော့အဲလစ်ကိုချစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။ယိုရီယမ်ကိုအဲလစ်ကလန့်သွားပြီးကောင်းမွန်တဲ့ညစာအတွက်ကျေးဇူးတင်ပါတယ်လို့ပဲပြန်ပြောနိုင်ခဲ့ပါတယ်။တိုနီရဲ့ရုတ်တရက်ဖွင့်ပြောမှုကြောင့်သူမအတူဝင်နေခဲ့ရပြီးအိမ်အောင်ကွဲထားတဲ့ရှီလာကိုတွေ့တော့နောက်ချိန်မင်္ဂလာဆောင်မှလားလို့မိမိတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ရှီလာကလူကောင်းတယောက်တွေ့ပြီးရင်တော့ထပ်ဆောင်မှာပါလို့ပြန်ပြောခဲ့ရကြောင်းအဲလစ်လည်းသူ့စိတ်သူသဘောပေါက်သွားခဲ့ရပါတယ်။နောင်နေတင်နန်းပြီးလို့ထွန်လာချိန်မှာတော့တိုနီကိုမတွေ့ရတော့လို့စိတ်ပူသွားခဲ့ရပါတယ်။ဒါပေမဲ့ခဏအကြာမှာပဲတိုနီကအပြေးလွှားလေးရောက်လာခဲ့ပါတယ်။အဲ့ခါအဲလစ်ကသူမရဲ့စိတ်ရင်ကိုဖုံးကွယ်ဖို့မကြိုးစားတော့ပဲသူမလည်းတိုနီကိုသဘောကျနေကြောင်းနဲ့နောက်ချိန်တိုနီကချစ်တယ်လို့ပြောလိုက်ရင်သူမဘက်ကလည်းချစ်တယ်လို့ပြန်ပြောတော့မယ့်အကြောင်းတာတာရရပဲပြောလိုက်ပါတော့တယ်